ဟာခါမြို့မှာစစ်အုပ်စုကလူငယ်3ဦးကိုဆိုင်ကံမရက်လို့ဆိုပြီးတပ်ဖြတ်အလောင်းဆွန့်ပစ်အလောင်းတွေပြီးတနက်ချာကဓာတ်ပုံရိုက်ဝါဒဖြတ်စစ်အုပ်စုရဲ့ရုံမှာကောက်ကျစ်မှုအပေါ်ရှုတ်ချကြောင်း CDF ဟာခါထုတ်ပြန်ပြီးစစ်အာဏာရှင်တော်လှန်ရေးမြို့ခံတွေကိုကိုယ်တိုင်ပါဝင်သင့်ပြီလို့တိုက်တွန်းမတ်လ29ရက်ချင်းပြည်မြို့တော်ဟာခါမြို့မှာမတ်လ24ရက်ကဆိုင်ကယ်နှစ်စီးနဲ့သွာလာနေတဲ့အရသားအမျိုးသမီး3ဦးကိုစစ်ဆေးဖို့တားဆီးတာဆိုင်ကယ်ရက်မပေးတာကြောင့်ဖမ်းဆီးပတ်ခတ်တပ်ဖြတ်ခဲ့တယ်လို့အာနာသိန်းစစ်အုပ်စုကအောင်ပွဲခံသတင်းဖြန့်ပါတယ်။စစ်အုပ်စုဟာတေဆုံးသူတွေအနီးတနက်တလက်ချထားကဓာတ်ပုံဆင်းရိုက်ပြီးနောက်အရက်ဝတ်အမျိုးသားအလောင်း3လောင်း Sporting Rifle တနက်တလက်ကြီး9000နဲ့ဆိုင်ကယ်နှစ်စီးသိမ်းဆည်းရရှိတယ်လို့စစ်အုပ်စုကသတင်းဖြန့်ပါတယ်။စစ်အုပ်စုကတပ်ဖြတ်လိုက်သူတွေဟာဟာခါမျိုးကနေချင်းတိုင်းရင်းသားလူငယ်တွေဖြစ်တဲ့ကိုထောင်ပန်မန်းကိုထောင်တင်ထန်းနဲ့ကိုထောင်လီမန်းတို့ဖြစ်ပြီးတာမန်အရသားပြည်သူတွေဖြစ်ကမိသားစုကိစ္စနဲ့တွာလာနေချိန်စစ်အုပ်စုရဲ့ဥပဒေမဲ့တပ်ဖြတ်ခံလိုက်ရတာလို့ဒေသခံတွေကပြောပါတယ်။တေဆုံးသူတွေလက်ထဲတနက်မပါပဲနှက်ပြရမှာအသုံးပြုတဲ့မှန်ပြောင်းတစ်ခုကိုကင်ဆောင်တွာလာခြင်းစစ်အုပ်စုကတပ်ဖြတ်လိုက်တာဖြစ်ပြီးချင်းတော်လန်ရဲတပ် CDF အဖွဲ့ဝင်တွေအဖြစ်ဆွဆွဲကဒီနေ့တည်းအလောင်းကောက်ခွင့်မပေးသေးဘူးလို့ဆိုပါတယ်။ CDF ဆိုပြီးဖမ်းတက်လိုက်တာလို့သိရတယ်။အလောင်းကပြန်မရဘူးအဲ့ဒီနေရာမှာပဲလို့ဒေသခံတဦးကပြောပါတယ်။တပ်ဖြတ်ခံရတဲ့နေရာဟာခါမြို့တီးပညာကောလိပ် GDI အောက်ဘက်ရှိအာနာသိန်းစစ်အုပ်စုကပြည်နယ်လွှတ်တော်ဥက္ကဋ္ဌအထိခန့်အပ်ထားတဲ့စစ်အုပ်စုတစ္ဆာခန့်ဦးကော်လျံထန်းအိမ်အနီးမှာဖြစ်တယ်လို့ဒေသခံတွေကဆိုပါတယ်။စစ်အုပ်စုကလမ်းသွားလမ်းလာလူငယ်3ဦးကိုအကြောင်းမဲ့တပ်ဖြတ်ပြီးလက်နက်နဲ့ဓာတ်ပုံရိုက်ကအောင်ပွဲကန်သတင်းဖြန့်တာဟာလူမဆန်အကျဉ်းရုပ်မာတာဖြစ်ပြီးပြင်းထန်စွာရှုတ်ချတယ်လို့ချင်းတော်လန်ရေးတပ် CDF ဟာခါထုတ်ပြန်ပါတယ်။လေတနက်အတွက်စကုပ်တလုံးပါရှိပြီးမိသားစုကိစ္စထင်မြို့ပြင်ထွက်လာသောဟာခါမြို့ရဲနေလူငယ်3ဦးအားအကျန်းဖက် GDI ကျောင်းအောက်ရှိစစ်ကောင်စီလွတ်တော်ဥက္ကဋ္ဌတဲ့ဦးကော်လျံထန်း၏အိမ်ဘေးမှာအကျန်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များမှအလစ်အငိုက်ဖမ်းဆီးကမိသည့်တရားဥပဒေနည်းအညီစစ်ဆေးမေးမြန်းမှုများမပြုလုပ်ပဲလူမဆန်စွာရိုင်းညက်တပ်ဖြတ်ခဲ့ကြတယ်။ထို့အပြင်တပ်ဖြတ်ခံရတဲ့အလောင်းများအနီး Rifle တနက်ကိုတမင်တကာအကွက်ဆင်ချထားပြီးဓာတ်ပုံရိုက်ကဆိုရှယ်မီဒီယာပေါ်တင်ထားခြင်းဟာအပြစ်မဲ့ပြည်သူကိုအတူအယောင်လက်နက်အဖြစ်ဖန်တီးရန်ကြိုးစားခြင်းဖြစ်တဲ့အတွက်အလွန်အမြင့်ရုပ်မာတဲ့လိမ်မာလွှဲ့ဖျားမှုဖြစ်ပြီးအမှန်တရားကိုဖုံးကွယ်လိုတဲ့အကြမ်းဖက်အာဏာရှင်များရဲ့လုပ်ရက်ဖြစ်ကြောင်းထင်ရှားစွာဖော်ပြနေပါတယ်လို့ဟာခါ CDF ကဖော်ပြပါတယ်။အဲ့ဒီဖြစ်စဉ်အတွက်ကျူးလွန်သူတွေတာဝန်ခံရမယ်လို့လည်းဟာခါ CDF ကဆိုပြီးဟာခါမြို့ခံတွေအနေနဲ့လည်းစစ်အာဏာရှင်တော်လှန်ရေးမှာကိုယ်တိုင်ပါဝင်ကြဖို့တိုက်တွန်းထားပါတယ်။ဟာခါမြို့ပေါ်မှာနေထိုင်သောပြည်သူလူထုအထူးသဖြင့်လူငယ်များအားလုံးအနေနဲ့အကြမ်းဖက်စစ်ကောင်စီ၏မတရားဖမ်းဆီးတပ်ဖြတ်မှုတွေကိုအလေးအနက်သတိပြုကြရန်နဲ့အကြမ်းဖက်စစ်အာဏာရှင်စနစ်ဆန့်ကျင်တော်လှန်ရေးမှာမိမိကိုယ်တိုင်ပါဝင်သင့်ပြီဖြစ်ကြောင်းတိုက်တွန်းအသိပေးအပ်ပါတယ်လို့ဟာခါ CDF ကဆိုပါတယ်။ဟာခါမြို့မှာစစ်အုပ်စုကမြို့တွင်လမ်းသွားလမ်းလာတွေကိုတားဆီးစစ်ဆေးငွေညက်တာတို့လက်နက်ဖြာမိုက်ကြီးခွဲတာတွေလုပ်နေစလို့မြို့အဝင်အထွက်တွေမှာလည်းအစစ်ဆေးသိမ်းချက်ကတွာလာခွင့်ကန့်သက်ပိတ်ဆို့တာတွေလုပ်နေတယ်လို့ဒေသခံတွေကပြောပါတယ်။ချင်းပြည်မှာမြို့နယ်6မြို့နယ်ရှိတဲ့ဖလန်ပြည်နယ်အပါအဝင်ပြည်နယ်တဝက်လောက်ကိုတော်လန်ရေးတပ်တွေကသိမ်းပိုက်ထားပြီးစစ်အုပ်စုအနေနဲ့ဟာခါမြို့တော်အပါအဝင်ပြည်နယ်တဝက်လောက်ကိုထိန်းချုပ်စုမိုးနိုင်စေဖြစ်ပါ